ဒီတော့မင်းကငါကြည့်ရတာတခါမှမမြင်မင်းပဲရလားမင်းဒီမှာဘာလုပ် ခင်ဗျားမေးဖို့နေလဲများလိုက်တာခင်ဗျားဘာလို့ မင်းငါ့ကိုပြန်မမေးနဲ့ငါမေးတာကိုပဲမေးဖြစ်ဒီတော့မင်းကအိမ်ကိုတက်ပြီးပါတော့မင်းပုံစံကငါကြည့်ရတာသိမ့်မသိင်အောင် ခင်ဗျားကျုပ်မတင်အောင်ကျုပ်ကမတင်ကားတဲ့ပစ္စည်းဘာရှိလို့လဲ အေးလေတကူကတော့ခိုးတယ်လို့ပဲပြောပါမင်းကငါလက်ဘူးလက်ကြပါမမိသေးတာမင်းငင်းလို့ရတာ ဒီမှာကျုပ်ကတခိုးတယောက်မဟုတ်ငွေတို့နဲ့ပတ်သက်တဲ့ဧည့်သည် ငွေရိုးမောင်နှမနဲ့ပတ်သက်တာဟာအဲ့ဆိုတော့ငါအတွက်ပို့ပြီးတော့အရေးကြီးသွားပြီနေသားမောင်ဟဲ့မင်းနဲ့ငွေနဲ့ကဘလို့ပတ်သက်တာဘယ်တော့နဲ့ပတ်သက်တာဟမ် ငွေတို့မောင်နှမနှစ်ယောက်ကကျုပ်ရဲ့အရင်ဆုံးမိတ်ဆွေဒါနေစမ်းမောင်ခင်ဗျားနဲ့ဘလို့ပတ်သက်လို့ ဟဲ့မင်းကငါပြောထားရလေငါမင်းပြန်မမေးနဲ့